ကြောင်စိမ်းခရဲကြောင့်ဖြစ်ခဲ့ရသောတရုတ်မြန်မာကုန်သွယ်မှုပြဿနာများဟိုရင်ခေတ်တွေစီကကြောင်စိမ်းလို့ပြောလိုက်တာနဲ့မြန်မာကိုပြင်းမြင်ကြပေမဲ့လေ20ရာစုအရောက်မှဆိုရင်တော့မြန်မာတယံစာသားတွေကတိမ်ကောသွားကြရပြီးကြောင်စိမ်းဟာတရုတ်တွေရဲ့သင်္ကေတတစ်ခုဖြစ်လို့နေပါပြီဒါပေမဲ့လေဘလောက်ပဲတိုးတက်ကြော်လွှားနိုင်ပါစေအစတွေကိုပို့ပြီးတော့မေ့ထားလို့မရဘူးဆိုတဲ့စကားပုံတိုင်းမြန်မာဟာတရုတ်ကိုကျော်လွန်ပြီးကြောက်စိမ်းမှာတခင်ထူနိုင်ခဲ့တဲ့အချိန်တွေတကယ်ကိုရှိခဲ့တာပါဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့ကြောက်စိမ်းခရဲကြောင့်ဖြစ်ခဲ့ရတဲ့တရုတ်မြန်မာကုန်သွယ်မှုပြဿနာတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကြောင်မြတ်ရတနာများစွာရှိတဲ့ထေရမှာတရုတ်လူမျိုးတွေဟာကြောက်စိမ်းကိုသာအနှစ်သက်ဆုံးအမြန်နှိုးဆုံးရတနာဖြစ်တဲ့တမိုးကြီးပေးပြီးတော့ဝယ်ယူကြတာပါရှေးတရုတ်မင်းတွေလက်ထက်ကကြောက်စိမ်းဟာတော်ဝင်သုံးဆောင်ဖြစ်ခဲ့ပြီးတော့မန်နိုင်တရက်ဖို့အထုတက်တာဘွဲတစိတ်ထိုးတာနတ်ဆွဲစတိုးနဲ့ပပူးရုပ်ထုတွေထိအသုံးပြုခဲ့ကြတာဖြစ်ပါတယ်မြန်မာနိုင်ငံကကြောက်စိမ်းကိုမတွေ့ရသေးခင်ကဗဟိုအာရှဒေသက nut fry ကြောက်စိမ်းကိုသာအသုံးပြုခဲ့ရပြီးတော့အစိမ်းရောင်ရှားပါလို့ကြောက်ဖြူကိုပြီးကြေးသက်တုနဲ့ယောဂမြေမြုပ်ပြီးတော့ရောင်းဝယ်ခဲ့ကြပူပါတယ်တရုတ်ကြောက်သွေးသမားတွေကမြန်မာကြောက်စိမ်းနဲ့ဗဟိုအာရှက nut fry ကြောက်စိမ်းနှမျိုးရဲ့ကွဲပြားမှုတွေကို15ရာစုနှစ်ကလေးကခွဲခြားသိရှိခဲ့ကြပါတယ်မြန်မာနိုင်ငံကကြောက်စိမ်းကို73ရာစုနှစ်ကလေးကတရုတ်တွေကအားလျော်စွာစတင်တွေ့ရှိခဲ့တာပါတရုတ်ကောင်စစ်ဝင်မစ္စတာဝါရီရဲ့မှတ်တမ်းတွေအရယူနန်ကုန်သည်လေးတဦးကမြန်မာနိုင်ငံမြောက်ပိုင်းကိုဖျက်ချော်ပြီးတော့ပြန်လာစီလာရဲ့ကြောပေါ်ဝင်တင်မှုကြောက်တုံးတုံးကိုကောက်ယူတင်ခဲ့ရတရုတ်ပြည်ကိုရောက်တော့အဲ့ဒီကြောက်တုံးကအဖိုးတန်တဲ့ကြောင်စိမ်းတုံးဖြစ်နေကြောင်းတွေ့ခဲ့ရတာပါပဲဒါကြောင့်တရုတ်တွေအများပြားလာရောက်ရှာဖွေခဲ့ကြပေမဲ့နောက်ထပ်မရတော့တဲ့ပြင်ငှက်ဖျားယောဂနဲ့ဒေသခံတွေရဲ့တိုက်ခိုက်မှုတွေကြောင့်ဆယ်လွတ်သူအလုံးသိမ်းဆုံးခဲ့ရတဲ့အထိအန်ဒီရဲ့ကြီးခဲ့တာပါနေပေါင်းများစွာကြာပြီးတဲ့နောက်1984ခုနှစ်မှာတရုတ်မြန်မာဆက်ဆံရေးကောင်းမွန်တဲ့ချိန်ဘိုးတော်ဖျားကတရုတ်ဘရင်ကိုကြောက်စိမ်းတွေပါတဲ့လက်ဆောင်ပနာတွေဆက်တရာကနေတရုတ်တွေကမြန်မာကြောက်စိမ်းအကြောင်းတွေကိုပုံမသိရှိခဲ့ကြပါတယ်ဒီနောက်ပိုင်းတရုတ်အမျိုးသားတစုဟာဥရုမြစ်ရဲ့ညာဘက်အချမ်းမှာစတင်တွေ့ရှိခဲ့ရာကနေယူနန်နယ်ကိုကြောက်စိမ်းသွင်းကုန်တွေစတင်ရောက်ရှိလာခဲ့ပါတော့တယ်19ရာစုနှစ်ထိကြောက်စိမ်းရှာဖွေရင်းနဲ့တိတ်ဆုံးခဲ့ကြတဲ့တရုတ်အမျိုးသားပေါင်း6000ရဲ့စည်ရင်တွေကိုအမရပူရာကတရုတ်ဖျားရှိခိုးကြောင်းကြောက်စာမှာရေးထိုးထားတာတွေကိုကြည့်မယ်ဆိုရင်တော့မြန်မာကြောက်စိမ်းဟာတရုတ်တွေအတွက်သွေးနဲ့ရင်ပြီးရှာဖွေခဲ့ရတဲ့ဗန္နာဖြစ်တယ်ဆိုတာထင်ရှားပါတယ်မြန်မာပြည်ကလည်းကြောက်စိမ်းလုပ်ငန်းရဲ့အရေးပါပုံကိုသိတဲ့အတွက်1806ခုနှစ်ကစပြီးမိုးကောင်းမြို့မှာလက်အောက်ခံတပ်သား30ပါတဲ့အကောက်တော်အရာရှိတို့ချထားခဲ့တာပါ1831ကနေ1840ကာလအတွင်းရွှေတုံးချုံစနစ်မှာတရုတ်လူမျိုး800နဲ့ရှမ်း600ခန့်လာရောက်နေထိုင်ခဲ့ကြပြီးတော့အကောင်းဆုံးထွက်သမျှကြောက်တွေကိုယူနန်ကိုတဲကလုပ်ငန်းကျွမ်းကျင်တဲ့ကန်တုံတရုတ်တွေလက်ထဲရောက်ပြီးအချောတွေပြုပြင်ရောင်းချရာကနေကန်တုံဈေးကွက်မှာမြန်မာကြောက်စိမ်းဟာတန်ဖိုးများစွာမြင့်တက်ခဲ့ရပါတယ်1882ခုနှစ်မှာတရုတ်ဧကရေဘီယန်တန်ချီကသူ့ရဲ့လက်ထက်မင်္ဂလာပွဲအတွက်မြန်မာနိုင်ငံကကြောက်စိမ်းအများပြားကိုမှာယူအသုံးပြုခဲ့တဲ့တဲ့ကြောင့်မြန်မာကြောက်စိမ်းတဲ့ဟာနိုင်ငံတကာကိုပုံမပြန့်နှံ့ခဲ့တာပါမင်းတုံမင်းလက်ထက်မှာတော့မန္တလေးနေပြည်တော်ကိုကန်တုံမှကြောက်စိမ်းကုန်တဲ့တစုဟာအယောင်းဝယ်မဖြစ်လို့စူစည်းတန်နေတဲ့ကြောက်စိမ်းအလုံးကိုဝယ်ယူပြီးရေလန်းခီးနဲ့ပြန်သွားရာအဲ့ဒီတစ်ခေါက်ထဲနဲ့ပင်တထေးကြီးတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်ဒါအပြင်ကြောက်စိမ်းတံမိုးတမတ်ပုံကိုရွှေစင်နဲ့တံမိုးဖြန့်တွက်ချက်ပုံလင်္ကာတွေကိုမြမကြောင့်မြတ်ပညာရှင်တဦးကရေးဖွဲ့ခဲ့ပူပါတယ်။ဒါကြောင့်ရိုးရိုးလေးတွေစမ်းကြည့်မယ်ဆိုရင်တော့မှတခက်တခါကမြမကြောက်စိမ်းကိုတရုတ်တွေဘလောက်ထိအယူမှုဆွဲလန်းခဲ့ကြတယ်လဲဆိုတာတွေကိုမြင်သားလို့နေပါတယ်။ဒီကနေ့ရဲ့ရွှေဘို channel ကနေထုံလင်းပေးခဲ့တဲ့အကြောင်းအရာကိုတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါနော်။အသက်သက်သောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ Like and share subscribe ခါလောင်းလေးနေပြီးအားပေးတော်ပါရှင်။